ဒီခေါက်မှာတော့ coffee ဆိုင်ကောင်းကောင်းလေးထိုင်ခြင်းနဲ့တခြားစားတောက်လေးပါတွဲဖက်စားသုံးခြင်းတဲ့သူတွေအတွက်ဖန်မျိုးက coffee ဆိုင်လေးဆိုင်ကိုခေါ်တော့မှာဖြစ်ပါတယ်နော်အားလုံးပဲလိုက်ခဲ့ကြပါအောင်ဆိုင်နာမည်လေးကတော့ Shino TV လာလိပ်စာလေးကတော့အင်ကုန်းလန်မြတီတာစီယုံပေးလန်းကနေတက်လာလို့ရှိရင်ဒီဆိုင်လေးကိုတွေ့မှာဖြစ်ပါတယ်အထဲမှာဆိုလို့ရှိရင်တော့တော်တော်လေးလဲကျယ်တဲ့အပြင်စင်လေးလဲလှတယ်ဓာတ်ပုံရိုက်လို့လှမဲ့နေရာလေးလည်းအများကြီးရှိရဆိုတော့ဓာတ်ဖန်းတာကြိုက်တဲ့သူလေးတွေကတော့ဒီ coffee ဆိုင်လေးကိုရွေးချယ်တင်ပါတယ်ထဲမှာအဲကွန်လည်းဖွင့်ပေးထားတယ်တချင်းလေးလည်းဖွင့်ပေးထားတယ်ဆိုတော့စာအုပ်ဖတ်တာကြိုက်တဲ့သူတွေဆိုလို့ရှိရင်စာအုပ်လေးဖတ်ရင် coffee လေးတောက်ရင်လည်းအရန်ကိုချိလို့ကောင်းတဲ့နေရာလေးနော်coffee ကြိုက်ပေမဲ့အရန်ခါလာကြီးမတောက်နိုင်တော့ခုနကမူခါရဲ့သူတို့ရဲ့ signature ဖြစ်တဲ့ Shino coffee ရဲ့မှာလိုက်တယ်ခွာကတော့ဒီမူခါကြ coffee A မှာလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူက A လေးနဲ့တောက်လို့ရတယ်။တစ်ခွက်ဆိုတော်တော်များတယ်2ယောက်လောက်တော့ AC တောက်လို့ရတယ်။နောက်စားစရာကခုနကကိုရီးယားကြက်ကြော်မှာလိုက်တယ်။သူကချိုချိုအီလေးပေါ့နော်အရသာလေးကတော့သူကလည်းအဆင်ပြေပါတယ်။ကျွတ်ကျွတ်ရွရွလေးနဲ့ချိုချိုအီလေးနောက်တစ်ခုကတော့ Thai style ပဇွန်ကော်ပြန်လေးမှာလိုက်ပါတယ်သူက 2day special ထဲမှာပါတယ်ဆိုတော့မြန်မယ်ထင်လို့ပေါ့နော်ပဇွန်ထဲမှာလေငရုတ်သီးစိမ်းရယ်ရှမ်းနံနံပင်စိမ်းတို့ထောင်းပြီးထည့်ထားရင်လို့ထင်တယ်ရတာလုံးဝထိမိကိုပဲတော်တော်ကြိုက်ခဲ့တယ်ဒီတစ်ခုတော့ခုနလိုတက်ဖန်းရကြိုက်တဲ့သူတွေများနေတော့ခုနကတော့ဒီညာလေးမှာပဲရိုက်ခဲ့ရပါတယ်ရှင်ကဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်ပါ